Okay မြန်မာနိုင်ငံကရန်နာလုပ်ငန်းရှင်များကို social media ပေါ်မှာ0 to hero ဖြစ်ဖို့ရာကူညီပေးမယ် day 1 mindset ဆိုတော့ဒီနေ့ day 1မှာဘာကိုစတင်လေ့လာရမလဲဆိုရင်ရန်နာလုပ်ငန်းရှင်တော်တော်များများကဒီ mindset ကိုအရင်ဆုံးတွင်းလိုက်ပြီဆိုရင်ကျွန်တော်တို့ရန်နာလုပ်ငန်းရှင်ဘဝကနေ creator ဘဝကိုပါပြောင်းလို့ရတယ်ဘယ်လိုဟာမျိုးလဲဆိုရင်ကျွန်တော်တို့မှာနှစ်ခုပဲရှိတယ်နံပါတ်1က fix မော်ဗျာ fix mindset နံပါတ်2ကကြတော့ grow mindset ဆိုတော့ day 1မှာဒီကလူကြီးမင်းတို့ကရတနာလုပ်ငန်းရှင်တွေကစာအုပ်တအုပ်ဒါမှမဟုတ်စာရွက်တစ်ရွက်စာအုပ်တုပ်ဆိုပိုကောင်းတယ်ကောက်ယူပြီးတော့ကျွန်တော်တို့ပထမဆုံးစာမျက်နှာမှာပဲကျွန်တော်0 to hero Jolas 28 day campaign ဆိုပြီးတော့ day 1ဆိုပြီးခေါင်းစဉ်တက်ပြီး mindset ဆိုပြီးရေးပြီးရင်ဒီဘက်မှာ fix mindset ရေးဟိုဘက်မှာ grow mindset ရေး fix mindset ရဲ့အောက်မှာကျွန်တော်တို့စိတ်နဲ့ခန္ဓာကို fix လုပ်ထားတဲ့အရာကြီးရှိတယ်ငါတို့ကရွှေပဲရောင်းတတ်တာငါတို့ကရတနာပဲရောင်းတတ်တာငါတို့ကစိန်တွေကြောက်တွေပဲရောင်းတတ်တာကင်မရာတွေဖွင့်ပြီးတော့ဘာတွေပြောရမှာလဲဘယ်လိုလုပ်ဖြစ်နိုင်မှာလဲပြီးတော့ငါတို့ဒီအသက်အရွယ်ကြီးရောက်မှာကွာငါတို့လူလက်ပိုင်းလူကြီးပိုင်းအရွယ်ရောက်မှာတချို့ဆိုရင်လည်းအခုမှစလုပ်တဲ့သူတွေဆိုလဲငါတို့ဒီလိုတငယ်နှစ်စားလေးတွေက social media ပေါ်မှာတက်ပြီးတော့စကားကြီးစကားကျယ်တွေပြောဈေးတွေရောင်းဖို့ရမဖြစ်နိုင်ပါဘူးကွာကိုကအသက်ကြီးရယ်ဆိုရင်လည်းဗျာကျွန်တော်တို့လူလက်ပိုင်းဆိုရင်လည်းကိုအပေါင်းအသင်းမိတ်ဆွေတွေကြားထဲမှာမကောင်းပါဘူးလေကျန်တဲ့သူတွေလည်းမလုပ်ဘူးငါ့ကိုဝိုင်းပြီးတော့ကဲ့ရဲ့မှာငါ့ကိုဝိုင်းပြီးဗလိန်းကြမှာငါဗီဒီယိုတွေကိုဝိုင်းပြီးဟားတိုက်ကြမှာဆိုပြီးတော့ fix လုပ်ထားကြတဲ့လူတွေက100မှာ80ရာခိုင်နှုန်းလောက်ရှိတယ်အဲ့ဒါကြောင့်မို့ပဲကျွန်တော်တို့က content တွေမဖန်တီးနိုင်တာเนาะဆိုတော့ content တွေမဖန်တီးနိုင်ဘူးပေါ့เนาะအဲ့တော့ fix လုပ်ထားတဲ့ mindset တွေကိုဒီမှာအရင်ဆုံးကျွန်တော်တို့ချရေးရမယ် fix mindset ပေါ့เนาะအဲ့မှာဘယ်လိုဟာမျိုးလဲဆိုတော့ငါကအဆင်မပြေဘူးငါကရုပ်မချောပါဘူးငါကစကားမပြောတတ်ဘူးငါကငါမှလည်း fan တွေမရှိပါဘူးကွာငါမှ customer တွေပဲရှိတယ်ငါဗီဒီယိုတွေလည်းဘလူးမှကြည့်မှာမဟုတ်ပါဘူးပြီးတော့ငါကိုဟိန်းတို့လိုလည်းဘယ်လိုပြောရမလဲမချောဘူးပါစတာပါကျွန်တော်လည်းမချောပါဘူးเนาะမချောလုံးဝမချောဒီတိုင်းပဲတာမန်လူသားတယောက်ပဲဒါပေမဲ့လှုပ်ရဲတဲ့ဆိုတဲ့စိတ်တခုပဲကျွန်တော်လည်းဒီ fix mindset ပဲလာခဲ့တာအဲ့ဒီ fix mindset ကိုကျွန်တော်တို့ grow mindset အနေနဲ့ချက်ချင်းပြောအောင်ဘယ်လိုမှမျိုးလဲဆိုဒီဘက်မှာဗျာအပေါင်းအသင်းမိတ်ဆွေတွေကြားထဲမှာငါဗီဒီယိုတွေတက်လာတဲ့အခါငါ့ကို blame ကြမှာအဲ့လိုမျိုးကိုက fix mindset ပေါ်လာရဲဆိုအရင်ကြီးပြီးဒီဘက်မှာချက်ချင်းဆိုတော့အပေါင်းအသင်းမိတ်ဆွေတွေကြားထဲမှာငါဗီဒီယိုတွေတက်လာလဲသူတို့ငါ့ကိုအားပေးကြမှာပြီးရင်ငါရဲ့ social media မှာငါ customer တွေပဲရှိတယ်ငါဗီဒီယိုဘယ်သူမှကြည့်မှာမဟုတ်ဘူး grow mindset မှာကြတော့ငါရဲ့ social media မှာငါ customer တွေအပြင် customer အသစ်တွေလည်းအများကြီးရှိတယ်ငါ fan တွေလည်းအများကြီးရှိတယ်ငါကဗီဒီယိုတင်ရင်ပေါက်မှာမဟုတ်ပါဘူးကွာလို့ fix mindset ရေးထားတယ်ဆိုရင်ငါဗီဒီယိုတွေက million နဲ့ချီပြီးတော့ပေါက်မှာเนาะ follower တွေလည်းတစ်လအတွင်းကို3သိန်းကျော်ရမှာအဲ့လိုဟာမျိုးကိုကျွန်တော်တို့ရေးရမယ်ဒီဘက်မှာဗျာမဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုကျွန်တော်တို့ခေါင်းထဲမှာပေါ်လာသမျှကို fix လုပ်ထားတဲ့အရာကို day 1မှာကျွန်တော်တို့ချရေးသမျှအရာအားလုံးကို grow mindset အနေနဲ့ပြန်ပြောင်းမယ်အဲ့ဒါကိုရေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ fix mindset ဆိုတဲ့အရာကြီးကိုကျွန်တော်တို့ live play ရနေပြီးတော့လုံးဝကိုချစ်ထုတ်ချလိုက်လုံးဝကိုဖယ်ထုတ်ချလိုက်ကျွန်တော်တို့ဒီနေ့ဒီချိန် day 1ကနေစပြီးတော့ကျွန်တော်တို့ grow mindset ကိုပဲเนาะ100ရာခိုင်နှုန်း grow mindset နဲ့ပဲကျွန်တော်တို့သွားကြမယ်ကျွန်တော်တို့တရက်မှာ24နာရီရှိတယ်ဆိုရင် fix mindset ကနိုင်20လောက်ကိုနေရာယူထားတယ်ကျွန်တော်လည်းဖြစ်တာပဲအခုချိန်ကြီးလည်းဖြစ်တယ်နောက်လည်းဖြစ်အောင်ပါပဲဒါလူသားတွေမဟုတ်လို့ဒါပေမဲ့ကျန်တဲ့4နာရီလောက်ကတော့ကျွန်တော်တို့ grow mindset အနေနဲ့ပြန်ပြီးတော့တိုက်ပွဲဝင်ရမယ်ပြန်ပြီးတော့ grow mindset ဖြစ်အောင်ကျွန်တော်တို့ကြိုးစားရမယ်အားထုတ်ရမယ်ကျွန်တော်တို့မှာ24နာရီအချိန်ရှိတယ်ဆိုလဲ4နာရီရတာအဓိကအဲ့တော့4နာရီကို focus ထားပြီးတော့ grow mindset မရအောင်တွင်ဒါဆိုရင်ကျွန်တော်တို့ day 1အောင်မြင်ပြီ okay